အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့လည်းဘုရားသခင်ပေးထားတဲ့အချိန်တိုင်းရင်းနဲ့အမျှရှမသက်အခန်းကြီး25အငယ်1ကနေ73အထိတတုတမိတကျိတ်ပုံဥပမာကိုကျွန်တော်တို့ဆင်ခြင်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီထဲမှာထိုအခါကောင်းကင်နိုင်ငံတော်ဒီကမင်္ဂလာဆောင်လွတ်လင်ကိုခီးဥကြိုပြုအံ့တော်ကမိခွက်ကိုကန်ယူ၍ထွက်သွားသောတတုတမိတကျိတ်နေသူ၏တဲ့သူပြောချင်တာကကောင်းကင်နိုင်ငံဆိုတဲ့အရာကမင်္ဂလာဆောင်လွတ်လင်ကိုခီးဥကြိုပြုအံ့တော်ကမိခွက်ကိုကန်ယူ၍ထွက်သွားတော့တတုတမိတကျိတ်နေသူတဲ့အဲ့ဒါကကောင်းကင်နိုင်ငံရဲ့အကြောင်းနဲ့ရှင်ပြီးတော့ခိုင်နိုင်ထားခြင်းဖြစ်တယ်အဲ့ဒီထဲမှာထိုတတုတမိတို့တွင်9ယောက်သောပညာတတိရှိကြ၏9ယောက်မူကားမှိုက်တော်သူဖြစ်ကြ၏မှိုက်တော်သူတို့သည်မိခွက်တို့ကိုသာယူ၍စီကိုမယူကြပညာတတိရှိသောသူတို့မူကားမိခွက်နှင့်တကွဘူး၌ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လွတ်လင်သည်မလာဘဲနေစဉ်ထိုတတုတမိအပေါင်းတို့သည်ငှက်၍အိပ်ပျော်ကြ၏တကောင်ရန်၌ကြည်ပါမင်္ဂလာဆောင်လွတ်လင်သည်လာပြီခီးဥကြိုပြစ်ခြင်းကထက်သွားကြကုန်အန်ဟုကြွေးကြော်လျင်ထိုတတုတမိအပေါင်းတို့သည်ထ၍မိခွက်များကိုပြင်ဆင်ကြ၏မိုက်တော်သူတို့ကငါတို့စီမိတည်ပါပြီတင်တို့ဤစီမအနှဲငယ်ပေးပါဟုပညာရှိသူတို့ထံတောင်းကြ၏ပညာရှိတော်သူတို့ကလည်းတင်တို့အဖို့နှင့်ငါတို့အဖို့စီမလောက်ထို့ကြောင့်စီရောင်းသောသူရှိရာသို့သွား၍ကိုတုံးဖို့ဝယ်လျင်တာ၍ကောင်းသည်ဟုပြန်ပြောကြ၏ထိုသူတို့သည်စီသွားဝယ်သည့်အခိုက်မင်္ဂလာဆောင်လွတ်လင်သည်လာ၍အသိရှိသောသဒုတမိတို့သည်လွတ်လင်နှင့်အတူပွဲသို့ဝင်ကြပြင်းလင်တကားကိုပိတ်ထား၏ထို့နောက်ကျင်းသောသဒုတမိတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါအမှန်ဆိုသည်ကသင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍လူသားသည်ကြွလာအံ့သောနေ့ရက်အချိန်နာရီကိုသင်တို့သည်မသိသောကြောင့်စောင့်နေကြလောလူသားကြွလာတဲ့အချိန်နာရီကိုသင်တို့မသိလို့စောင့်နေကြပါလို့ပြောတယ်အဲ့ဒီစောင့်ခိုင်းနေဆိုတဲ့အရာကကျွန်တော်ပြင်ဆင်ထားခိုင်းခြင်းဖြစ်တယ်အဲ့ဒီပြင်ဆင်ထားတယ်ဆိုတာကဘာကိုပြောချင်တာလဲစီမီယူပါစီဘူးမှာစီထဲ့ပါလို့ပြောချင်တယ်အဲ့ဒီစီမီခွက်ကဘာကိုပြောချင်လဲမိခွက်ကဘာကိုပြောချင်လဲဆိုရင်ဒီထဲမှာအကြောင်းအရာနဲ့ပတ်သက်ပြီးမိခွက်ကြတော့ကယ်တင်ခြင်းကိုပြောချင်တယ်ကယ်တင်ခြင်းရပြီးစီမပါရင်အထဲဝင်ခွင့်မရှိဘူးအဲ့တော့စီကဘာကိုပြောချင်လဲစီကဒုတိယမွေးခြင်းကိုပြောချင်တယ်ရေ၌ဝိညာဉ်တော်မမွေးတော်သူမြည်ဒီကဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရလို့ပါလို့အပြင်မှာရှိတဲ့အရာလဲပါတယ်ရှိတယ်ဆိုတာတွေ့ရတာအဲကြောင့်အထဲမှာဝင်ခြင်းမင်္ဂလာဆောင်လွတ်လင်ကိုတွားကြူတာခြင်းကမင်္ဂလာဆောင်တတုတမင်းအနေနဲ့တွားတာခြင်းကအတူတူပဲဒါပေမဲ့အထဲမှာမဝင်ရတော့တတုတမင်းမဖြစ်တော့တတုတမင်းမဖြစ်ရအောင်သူကဘာဖြစ်လဲဆိုရင်ကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတကောင်ရန်အချိန်မှာတတုတားကလာတယ်နော်မင်္ဂလာဆောင်လွတ်လင်ကလာတယ်တကောင်ရန်အချိန်ဆိုရင်လူတွေအိတ်မောကြတဲ့အချိန်သူများဆိုင်ဖွင့်ဖို့မရှိတော့သူတို့စီသွားဝယ်ရင်လဲသူများကအိတ်ပျော်နေတာတော့စီလဲမဖွင့်တော့စီဆိုင်လဲမဖွင့်တော့အဲဒါကြောင့်သူတို့စီဝယ်လို့မရတော့စီပါရင်အစကတည်းကသူတို့အထဲဝင်ခွင့်ရှိတယ်အဲ့တော့စီကမပါလာတော့ဝယ်မဲ့နေရာလည်းမရှိတော့သူတို့အတွက်စီကခက်ပြီအဲ့တော့အပြင်မှာဆိုရင်စီလဲစီမီထွန်းရင်လည်းမရတော့ဘူးစီမပါတော့မိကမလင်းတော့အဲကြောင့်သူတို့နေမဲ့နေရာကဘယ်နေရာလဲဆိုရင်မောင်မိုက်ချင်းရှိတဲ့နေရာဖြစ်သွားပြီအတရားကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့စီမီခွက်ကိုယူပြီးတော့စီဖြည့်ဖို့လိုတယ်ကယ်တင်ချင်းရပြီးတော့ဒုတိယမွေးခြင်းခံဖို့လိုတယ်ဒုတိယမွေးခြင်းကရေနိုင်ဝိညာဉ်တော်မမွေးတော့တူဇာတိမွေးတဲ့သူကဇာတိဖြစ်တယ်ပြောတယ်ဝိညာဉ်မွေးတော့သူကဝိညာဉ်ဖြစ်တယ်ပြောတယ်ဇာတိမွေးတဲ့သူကဘာကိုပြောတာလဲအမေဝမ်းထဲကမွေးခြင်းခံရတာကိုပြောတာမဟုတ်ဘူးအဲ့ဒါကဘာကိုပြောလဲဆိုရင်ကယ်တင်ချင်းရပြီးတော့ဇာတိလူမျိုးအသက်ရှင်တဲ့သူကိုဇာတိလူလို့ခေါ်တာမွေးခြင်းတော့ခံရပါရဲ့နော်ကယ်တင်ချင်းတော့ရပါရဲ့ငရဲကနေတော့လွတ်ပါရဲ့ဒါပေမဲ့ဇာတိလူမျိုးပဲနေမယ်ဆိုရင်စီပါဖို့မလွယ်စီပါဖို့မရအောင်စီပါလို့မရအောင်အဲ့ဒါစီပါဖို့အတွက်ကဘာလုပ်ရလဲအထဲဝင်ဖို့အတွက်ကဘာလုပ်ရလဲခွက်90ရတဲ့သူက90အမြတ်ရအောင်လုပ်တယ်လေ20ရတဲ့သူက20အမြတ်ရအောင်လုပ်တယ်လေ10ခွက်10ကိုခံတဲ့သူကသူမြုပ်ထားတယ်လေမြေတွင်းတူးပြီးတော့မြုပ်ထားတယ်ဆိုတာကတေးနေတာအလုပ်မလုပ်တာအမြတ်ဘာမှမရှိတော့သူဘာမှမလုပ်တော့အဲ့တော့ကိုမလုပ်တတ်ရင်အရှင်ကဘာပြောလဲနော်
အတိုးပေးတဲ့လူကိုဘာဖြစ်လို့မပေးထားတာလဲတဲ့အဲ့ဒါဆိုရင်အတိုးပေးတဲ့လူကိုပေးထားရင်ကို့အရင်မှမရှုံးတဲ့အပြင်အမျက်ပါအတိုးပါရအောင်ပါလေအမျက်မရှုံးတဲ့အပြင်အတိုးပါရအောင်ပါအဲ့ကဘာလို့ဆိုလိုတာလဲဆိုရင်ကျွန်တော်တို့ကေတီချင်းမရပြီးပြီဆိုပြီးတော့ဓမ္မကျမ်းစာမှာဖတ်ဘူးနှုတ်ကပတ်တော်နားမထောင်ဘူးဆိုရင်ဘာနဲ့တူလဲနော်ဓမ္မတရားကိုမတိတော့လေလူပေါင်းတို့ဒီကေတီချင်းတို့ရောက်၍ဓမ္မတရားကိုတိစေခြင်းကဘုရားသခင်အလိုတော်ရှိ၏ကေတီချင်းမရတာကိုဘုရားသခင်ကအလိုတော်မရှိဘူးဓမ္မတရားကိုတိစေခြင်းတယ်ဘာဖြစ်လို့တိရမှာလဲအဲ့ဒီဓမ္မတရားကဘာအတွက်လဲလို့ကြည့်မယ်ဆိုရင်သူများလာပြောတယ်ကွာကဲငါတို့ဘုရားလဲဘုရားပဲငါတို့လဲကေတီရှင်ရှိတာပဲအဲ့လိုပြောတဲ့ချိန်အော်ဟုတ်တာပဲမင်းတို့ဘုရားလဲဘုရားပဲဓမ္မတရားမတိထားတော့နော်ကျွန်တော်ဓမ္မတရားဓမ္မကျမ်းစာဖတ်မယ်ဆိုရင်ပေးတဲ့ဟာကအတိုးပေးတဲ့သူကဘုရားသခင်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တိထားမယ်ဆိုရင်ဟာမင်းပြောတာမဟုတ်ဘူးမင်းပြောတာငါတို့ကကေတီရှင်ကယေရှုခရစ်တော်ဖြစ်တယ်ဟဲအဲ့လိုပြန်ပြီးမှပြောတတ်မယ်လေအခုကအေးဟုတ်တယ်မင်းပြောတယ်လည်းဟုတ်တယ်ဆိုရင်ဘာဖြစ်လဲကိုယုံကြည်ဝန်ခံထားတဲ့ခရစ်တော်ကိုတစ္ဆာဖောက်သွားပြီတစ္ဆာမရှိတော့တစ္ဆာမတည်တော့ဒီကြည်တဲ့ထဲမှာကိုမရှိတော့အဲ့ကြောင့်ဒီတစ်ဖွဲ့လိုက်လဲပြောကိုတစ်ဖွဲ့လိုက်လဲဒီလိုပဲထောက်ခံသွားမှာလေဒီလိုပဲပြောသွားမှာလေအဲ့ဒါကြောင့်တစ္ဆာမရှိတဲ့သူသွားတဲ့နေရာကဘယ်လိုမျိုးနေရာလဲမောင်မိုက်ခြင်းအန်သွားခဲ့ခြင်းငိုကြွေးခြင်းရှိတဲ့နေရာလို့ပြောတယ်တစ္ဆာမရှိတဲ့သူသွားမယ့်နေရာအဲ့တော့နောက်တစ်ခုကဘုရားကငိုကြွေးခြင်းအန်သွားခဲ့ခြင်းမီးထဲမှာလို့ပြောတယ်မီးဖို့ထဲမှာမီးဖို့လို့ပါလာရင်အဲ့ဒါကြတော့ငရဲသွားမှာပဲငရဲသွားတဲ့လူပဲအဲ့တော့အခုကမောင်မိုက်ခြင်းဆိုရင်အခုပြောတဲ့ကေတီချင်းတော့ရတယ်မီးနဲ့တော့လွတ်တယ်ငရဲနဲ့တော့လွတ်တယ်ဒါပေမဲ့သူကအแทဝင်ခွင့်မရှိဘူးအแทဝင်မဲ့သူကဘယ်လိုမျိုးတူတယ်9000ကို9000ငါခွက်50ကိုခွက်50အမြတ်ရတဲ့သူခွက်20ကိုခွက်20အမြတ်ရတဲ့သူအဲ့ဒါကတစ္ဆာတည်ပြီးတော့ဘုရားသခင်၌အမြဲတမ်းမှု့လျော်နေတော့သူဖြစ်တယ်အဲ့တော့ဓမ္မဗျာဒိတ်ကျမ်းထဲမှာကိုယ့်အပြစ်ကိုအညစ်အကြေးကိုပြန်ပြီးတော့နောင်တရတဲ့သူနော်ဇာတိကိုနောင်တရပြီးတော့ဘုရားသခင်ထံပြန်လာတဲ့သူဇာတိကိုအသေးခံပြီးတော့ခရစ်တော်အတွက်အသေးခံပြီးတော့ခရစ်တော်၌မှု့လျော်တဲ့သူအဲ့ဒါကကိုယ့်ရဲ့အဝတ်ကိုပြန်ပြီးမှရှော့ဖွဲ့တယ်လို့အသိပြင်ဆင်တယ်လို့ကျွန်တော်တို့နှလုံးသားထဲမှာလည်းအသိပြင်ဆင်ပြီးတော့ဘုရားသခင်ကိုပြန်လှည့်တဲ့သူကတစ္ဆာတည်တော်သူနော်ကျွန်တော်ဓမ္မတရားသိပြီဆိုရင်သူပြောရင်လည်းဟာဒါမဟုတ်ဘူးအဲ့ဒါကဘုရားနဲ့လွဲသွားပြီနော်ကေတီရှင်နဲ့လွဲသွားပြီဆိုတာကျွန်တော်တို့ဓမ္မတရားသိထားတော့ရထားတော့အဲ့ဒါဒီပြန်ပြောလို့ရမှာလေအဲ့ဒါကြောင့်ပြင်ဆင်ထားပါဆိုတာကေတီချင်းအရင်လိုမယ်ပြီးတော့ဒုတိယမွေးချင်းလိုမယ်ဝင်ဖို့အတွက်တော့ရပါပြီနော်ဘုရားကင်နိုင်ငံတော်ကိုဝင်ဖို့တော့ရပါအထဲဝင်ဖို့တော့ရပါပြီဒါပေမဲ့ကျွန်တော်စုယူဖို့အတွက်ဘာလို့လဲကျွန်တော်စိုက်ပြီးမှအလွတ်လွတ်တဲ့9000ကို9000မြတ်တယ်ဆိုတာကကျွန်တော်တို့စုယူဖို့အတွက်တရဖူဆောင်းဖို့အတွက်ဖြစ်တယ်ဘုရားသခင်ပြင်ဆင်တဲ့စုတရဖူကိုကျွန်တော်တို့ရယူဖို့အတွက်ဘုရားသခင်ကပေးခြင်းလို့ကျွန်တော်တို့ကိုပြင်ဆင်ထားခြင်းစိတ်ချင်းဖြစ်တယ်ပေးတဲ့လူကပေးတဲ့အချိန်မှာယူတဲ့လူကမယူတတ်ရင်တော့မယူတတ်တဲ့လူကမှရှုံးမှလဲသူပဲလက်အလဲအဲ့တော့ပေးတဲ့လူကပေးမယ်ဆိုရင်ပေးတဲ့အချိန်မှာယူတတ်တဲ့လူကယူမယ်ဆိုရင်ပေးတဲ့လူလည်းကျင့်တတ်တယ်ပျော်တယ်ဝမ်းတာတယ်အဲ့ဒီတော့အပြင်မှာနေတဲ့သူကခွက်1000ခံတဲ့သူခွက်30ခံတဲ့သူလည်းတကယ်လို့အလွတ်လုပ်ခဲ့မယ်ဆိုရင်အဲ့ဒီခွက်30တဲကအမြတ်30ရမယ်ဆိုရင်သူလည်းအထဲဝင်ခွင့်လို့ရှိတယ်သူလည်းစီတော့ဖြစ်သွားမယ်လေစီတော့ပါသွားမယ်လေအဲ့ဒီတော့ဓမ္မကျမ်းစာထဲမှာကြည့်မယ်ဆိုရင်အဲ့ဒီမှာတွေ့ရတာကစီမပါတာတွားတဲ့သူပြီးတော့ခွက်30မြုပ်ထားတဲ့သူပြီးတော့ဗျာဒိတ်ကျမ်းမှာကျတော့ခွေးပြတ်တော်သူပြုစားတတ်တော်သူမတရားတော့မိထုံနိုင်မိဝဲတော်သူလူအသက်ကိုတတ်တော်သူရွတ်ထုစင်းသူကိုးကွယ်တော်သူတစ္ဆာမရှိတော်သူတို့အဲ့ဒါဒီကဘာဖြစ်လဲမောင်မိုက်ခြင်းငိုကြွေးခြင်းအန်သွားခဲ့ကြည့်ခြင်းအဲ့ဒီနေရာကိုဘုရားသခင်ကအထဲခေါ်သွားလို့မရတဲ့အရာဖြစ်တယ်အဲ့ကြောင့်ကေတီချင်းပဲရမယ်ဆိုရင်ကေတီချင်းပဲကျွန်တော်နားလည်ပြီးတော့ဇာတိတဘောပဲနေမယ်ဆိုရင်ဘုရားသခင်ကအထဲကိုခေါ်ထက်ဖို့မင်္ဂလာဆောင်တမီအပြင်လက်မခံနိုင်တာဖြစ်တယ်အရေးကြီးတာကကျွန်တော်တို့တစ္ဆာဆိုတဲ့အရာကိုသိဖို့အတွက်ကနှလုံးသားဆင်ခြင်ဖို့အတွက်ဖြစ်တယ်တစ္ဆာဆိုတဲ့အရာကိုတည်ကြည်ဖို့ခရစ်တော်နဲ့အတူတည်ကြည်ဖို့ခရစ်တော်၌တစ္ဆာရှိဖို့ဘုရားသခင်ဖက်၌အမြဲတမ်းဥတည်နေဖို့ယက်တည်နေဖို့ကျွန်တော်တို့ဇာတိတည်ပြီးတော့ခရစ်တော်၌အသက်ရှင်ခြင်းဆိုတဲ့အရာကအဲ့ဒါကတစ္ဆာရှိခြင်းဆိုတဲ့အရာကို
သွားခြင်းဖြစ်တယ်ဝိညာဉ်နဲ့ပဲဆိုင်ပါတယ်ဝိညာဉ်နဲ့ပဲဆိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စိတ်နှလုံးပါလျက်လှုပ်တဲ့အရာမှန်သမျှကိုဘုရားကအသီးဖြစ်စေတယ်စွတ်ဒရာဖူဖြစ်စေတယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့ဘယ်နေရာမှာနေလဲဆိုတဲ့အရာကိုစဉ်းစားစိတ်ချင်းနှလုံးသွင်းပြီးတော့ပြန်လာပါပြန်လာတဲ့အရာကိုဘုရားကလက်မခံဘူးလို့မပြောပျောက်တော့သားကိုကြည့်မယ်ဆိုရင်အမြဲတမ်းပြောနေရတဲ့ပြောတဲ့အကြောင်းပါပဲအဲ့ဒါကနော်အဖေကအမြဲတမ်းစောင့်နေတဲ့အဖေဖြစ်တယ်တားပြန်လာရင်တားကိုအပြစ်ရှိတယ်လို့မပြောမင်းမားတွေတားရည်လို့မပြောပြန်လာမဲ့အချိန်ကိုပဲသူစောင့်နေအဝေးကနေနော်စောင့်နေတယ်ငါတားပဲချင်းပြန်လာမလဲငါတားပဲချင်းအဖေစီလာမလဲနော်မပြန်လာပဲနဲ့ဘယ်မှာပဲတည်ရင်လဲသူကအဖေရဲ့တားပါပဲဘာဖြစ်လို့လဲဆိုတော့တားနဲ့အဖက်နဲ့တားအဖက်ဆိုတာတားဖက်ဆိုတာတော်ထားပြီးသားအဲ့ဒါကြောင့်ပြန်လာဖို့လိုတယ်ပြန်လာဖို့လိုရင်ပြန်လာတတ်ရင်အဖေကပွဲအကြီးပွဲလလလေးလုပ်ပြီးတဲ့အပြင်ကုံဆုံးတဲ့အရာတွေလည်းအဖေကပြန်ပြီးမှအတိတ်ကိုပြန်ပေးတယ်ပြန်ဆင်ပေးတယ်အာမင်အဲဒါကြောင့်ကြားနာတဲ့သူတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေရွေးတက်ပါစေဝိညာဉ်တော်အလင်းပေးပါစေဝိညာဉ်တော်တုတ်ထိပါစေဝိညာဉ်တော်ကောင်းမြတ်စွာအလွတ်လှုပ်ပေးပါစေနော်လှုပ်ခွင့်ပေးပါလူဝိညာဉ်တော်ကိုလှုပ်ခွင့်ပေးပါကေဒီချင်းပဲရတာပဲကျွန်တော်မသိမ့်သိမ့်နဲ့ကေဒီချင်းရပြီးဓမ္မတရားကိုသိစေခြင်းငါဆိုတဲ့ဟာကိုလှိုက်လျှောက်နိုင်ဖို့အတွက်ဘုရားသခင်အားလုံးကိုကောင်းချီးပေးပါစေယေရှုခရစ်တော်နာမတော်အားဖြင့်ဒီကလုံးအတွက်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်